င်္ဂလာပါဒီတစ်ပတ်မှာတော့အိမ်မှာချက်စားနေကြကော်ရီခောက်ဆွဲချက်နီးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အရင်ရန်ကုန်မှာတော့ကော်ရီခောက်ဆွဲကိုဘဲသားနဲ့ချက်ပါတယ်နောက်ပိုင်းတော့ဝက်နံရိုးနဲ့ချက်စားရတာပိုပြီးစားကောင်းတာနဲ့ဝက်နံရိုးနဲ့ပဲချက်ဖြစ်ပါတော့တယ်ကျမချက်တဲ့နီးအတိုင်းတစ်စင်ချင်းစီကိုအသေးစိတ်ပြောပြထားတာဖြစ်တဲ့အတွက်ဗီဒီယိုကိုအဆုံးထိကြည့်ကြည့်ပါနော်ကဲဒါဆိုရင်အခုပဲဟင်းချက်ဖို့ပြင်ဆင်လိုက်ကြရအောင်သက်စင်ပြီးသားဝက်နံရိုးတွေကိုပဲငံပြားရီအကြီးအနောက်ဂျင်းလက်တစ်စစ်နဲ့ကြက်သွန်ပြူလေး9မွာလောက်ကိုထောင်းထားတာရဲ့တကြားစားငရုတ်ကောင်းအနေငယ်စီကိုထည့်ပါတယ်ဝက်နံရိုးတွေကိုအရသာပိုဝင်အောင်ဆိုပြီးတော့မီဒင်အရေးလေးလည်းနည်းနည်းထည့်ပါတယ်အဲ့ဒါမထည့်လဲဘာမှမဖြစ်ပါဘူးအခုဝက်နံရိုးက4ချိန်တစ်ပေါင်ခွဲလောက်တော့ရှိပါတယ်ပြီးရင်ဝက်နံရိုးတွေကိုနှဲပြီးတော့ခဏလောက်နှက်ထားပါမယ်အဲ့လိုမဟုတ်ရင်လည်းနိုင်ဝက်45မိနစ်လောက်ကြိုပြီးတော့နေထားပြီးတော့မှချက်ရင်တော့ပို့ပြီးတော့စားကောင်းပါတယ်။ဝက်နံရိုးနှက်ထားတာရပြီဆိုရင်တော့ဟင်းရည်ကိုချက်လိုက်ကြရအောင်နော်။အရင်ဆုံးအိုးထဲကိုစီနင်းနဲ့ထည့်ပါမယ်။ပြီးရင်တော့စောကအရသာနှက်ထားတဲ့ဝက်နံရိုးတွေကိုထည့်ပြီးတော့ဝက်နံရိုးတွေကအရည်တွေကုန်သွားပြီးကြက်သွန်ပြူနဲ့ဂျင်းနံလေးတွေမှုီးလာတဲ့ဒီအိုးဖုံးဖွင့်ပြီးစီတက်ပါမယ်။စီတက်နေတော့ဟင်းရည်ရောင်ထက်လို့ချင်တာနဲ့ကျမတော့ပဲငံပြားကြီးအနောက်နည်းနည်းထပ်ထည့်ပါတယ်စီတက်ထားတာတွေမှုေးလာပြီးရေလဲခန့်လာပြီးဆိုရင်တော့ဝက်နံရိုးမျိုးအောင်ရေနွေးကိုထည့်လိုက်ပါတယ်ပြီးလို့ရှိရင်အိုးဖုံးပိတ်ပြီးတော့ဝက်နံရိုးကိုချက်ထားပေးပါမယ်နော်ဝက်နံရိုးတဲထားတော့မှဟင်းရည်ထဲထည့်ဖို့အတွက်မုံလာဥနီကိုမထူမပါလေးတွေလှီးပါမယ်။ပန်းကြောက်တွေကိုလည်းရေဆေးပြီးတော့လိုသလိုလှီးဖြတ်ပါမယ်။ဟင်းရည်ထဲထည့်မဲ့မိုးကလည်းကိုနဲ့အဆင်ပြေတဲ့မိုးကိုထည့်လို့ရပါတယ်။ပြီးရင်ဟင်းရည်ထဲထည့်ဖို့အတွက်ကော်မုတ်ကိုရေးဖြော်ပါမယ်နော်။ကော်မုတ်ကကြက်ရကော်မုတ်ကိုအသုံးပြုလို့ရပါတယ်။ကျမကတော့သုံးနေကြဖြစ်တဲ့ဒီအာလူးကော်မုတ်ကိုပဲသုံးပါတယ်။သုံးတဲ့ကော်မုတ်မျိုးစားနဲ့ဟင်းရည်အနည်းများပုံမူတည်ပြီးတော့4-5စွန်းစာလောက်အရင်ဖြော်ကြည့်ပါနော်။ဟင်းရည်ထဲကိုထည့်ဖို့ကြက်ဥနှလုံးကိုလည်းဖောက်ပြီးတော့နာနာခောက်ထားပါမယ်။ဝက်နံရိုးတည်ထားတာတရေခမ်းသွားပြီဆိုရင်တော့အိုးထဲကိုလိုသလောက်ရေနွေးဖြည့်ပါပြီးရင်တော့လှီးထားတဲ့မုံလာဦးနီပန်းကြောက်မိုးကြောက်တွေကိုပါထည့်ပြီးတော့ဟင်းရည်အိုးကိုစုအောင်ပြန်တည်ပေးပါမယ်ဟင်းရည်အိုးကပွက်ဆူလာပြီဆိုရင်တော့ဟင်းရည်ကိုမြည်ကြည့်ပြီးတော့အရသာကိုစိတ်ကြိုက်ပြင်ယူပါနော်ကော်ရီခောက်ဆွဲကိုငပီတောင်းနဲ့တွဲစားမှာဖြစ်တဲ့အတွက်အရသာကအချိုလေးပြီးတော့စားနေနဲ့ပေါ့တာပိုကောင်းပါတယ်ပြီးရင်ပွက်ဆူနေတဲ့ဟင်းရည်အိုးတွေကိုကော်ရီဖြော်ထားတာထည့်ပါမယ်ဒီမှာလဲသတိထားရမှာတစ်ခုကလေဟင်းရည်အိုးကိုပွက်ဆူနေတဲ့အချိန်မှာကော်ရီကိုထည့်ပါနော်တကယ်လို့ဟင်းရည်အိုးမဆူဘဲနဲ့ကော်ရီထည့်မိရင်လေကော်ရီကအခုလိုကြီးကြီးလေးဖြစ်မနေဘဲနဲ့ဖြူဖြူကြီးဖြစ်သွားတတ်ပါတယ်ဟင်းရည်ကိုပြန်ဆူလာပြီဆိုရင်တော့ကြက်ဥခောက်ထားတာနည်းနည်းချင်းစီထည့်လိုက်မှွေလိုက်နဲ့ကြက်ဥခောက်ထားတာကုန်တဲ့အထိထည့်လိုက်ပါမယ်ကော်ရီထည့်ပြီးသွားတာတောင်မှဟင်းရည်ကကျဲနေသေးတယ်ဆိုရင်တော့နောက်ထပ်လိုသလောက်ကော်မုတ်ကိုရေနဲ့ထပ်ဖြော်ပေးပါပြီးရင်ဟင်းရည်ကိုဆူအောင်တစ်ခါပြန်ဆောင်ပြီးတော့မှကော်ရီဖြော်ထားတာထည့်ပေးပါနော်အဲ့ဒါပြီးရင်တော့ဟင်းရည်နဲ့အတူစားဖို့ခောက်ဆွဲကြက်သွန်မိတ်ပဲပင်မောက်မုံညင်းတို့စားတာတွေကိုလည်းလိုသလိုပြင်ဆင်ပါမယ်အော်ရီခောက်ဆွဲနဲ့အတူစားဖို့အတွက်ငပီတောင်းကိုလည်းတံမြာရည်လေးညှစ်ပြီးတော့ရေနွေးလေးနည်းနည်းလေးနဲ့ထည့်ပြီးတော့ဖြော်ထားပါမယ်အားလုံးပြင်ဆင်ပြီးသွားပြီဆိုရင်တော့စားလို့ရပါပြီအခုကော်ရီခောက်ဆွဲလုပ်နည်းလေးကအိမ်မှာကျမလှုပ်စားနေကြနည်းလေးကိုမျှဝေပေးတာဖြစ်ပါတယ်ကလေးရောလူကြီးတွေပါကြိုက်ကြတာမို့လို့အဆင်ပြေရင်လှုပ်စားကြည့်ပါနော်ဝက်သားမစားတဲ့သူတွေကတော့ဘဲသားဒါမှမဟုတ်ကြက်သားနဲ့စားထိုးပြီးတော့လှုပ်စားလို့ရပါတယ်ဘဲသားတို့ဝက်နံရိုးတို့နဲ့ချက်စားတဲ့အခါမှာဟင်းရည်ကအချိုလေးလေးပင်ပင်နဲ့မို့လို့စားရတာပိုကောင်းတယ်လို့ထင်မိပါတယ်အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်
တကယ်လို့ကိုရီခေါက်ဆွဲချက်တာနဲ့ပတ်သက်ပြီးတော့မေးချင်တာသိချင်တာရှိရင်လည်း comment မှာရေးသွားခဲ့ပါနော်အခုဗီဒီယိုလေးကိုလည်းကြိုက်နေတတ်တဲ့ဆိုရင် like and share လုပ်ပေးဖို့နဲ့ကျမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်နောက်တစ်ပတ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye